ဆိုခံသူများကတရားစွဲဆိုခံရပြီးတရားစွဲသူများကစိတ်ကြိုက်ပုံမှန်တဲ့တရားစွဲခွင့်ရှိတယ်လှုပ်ချင်တာလှုပ်ခွင့်ရှိတော့တိုင်းပြည်ထိုတိုင်းပြည်သည်လှုပ်ချင်တာလှုပ်ခွင့်ရှိတော့တိုင်းပြည်ဖြစ်တယ်ထိုတိုင်းပြည်တွင်ရှိတော့သူများသည်ကိုလှုပ်ချင်သည်များကိုလွတ်လပ်စွာလှုပ်ခွင့်ရှိကြတယ်ဆန္ဒပြခြင်းသူကဆန္ဒပြခွင့်ရှိတယ်ဖမ်းခြင်းသူကဖမ်းခြင်းလို့ဖမ်းခွင့်ရှိတယ်ကျူးကျော်သူကကျူးကျော်ခြင်းလို့ကျူးကျော်ခွင့်ရှိတယ်မြေသိမ်းခြင်းသူကသိမ်းခြင်းလို့သိမ်းခွင့်ရှိတယ်တပည့်စိုက်သူကစိုက်ခြင်းလို့စိုက်ခွင့်ရှိတယ်တပည့်ခုတ်သူကတတော်ပြောင်းသည့်အထိခုတ်ခွင့်ရှိတယ်ငတ်တေသူများငတ်တေခွင့်ရှိလို့ချမ်းသာသူများစိတ်ကြိုက်ချမ်းသာခွင့်ရှိတယ်တော်လန်ခြင်းသူကလက်နဲ့တော်လန်ခွင့်ရှိလို့တနက်ရှိသူများကလည်းရှိတော့တနက်နဲ့စိတ်ကြိုက်ပြည့်ခွင့်ရှိတယ်ကိုးကွယ်ခြင်းကကိုးကွယ်ခြင်းရကိုးကွယ်ခွင့်ရှိလို့အယူသီးသူများကလည်းအစွန်းရောက်အယူသီးခွင့်ရှိတယ်လက်သမားများထမင်းတနက်ရှော့စားခွင့်ရှိလို့လက်ပေးလက်ယူသမားများစိတ်ကြိုက်လက်စားခွင့်ရှိတယ်ဆင်းရဲခြင်းသူများဆင်းရဲခွင့်ရှိလို့ချမ်းသာသူများပတ်စံမထားနိုင်အောင်လွတ်လပ်စွာချမ်းသာခွင့်ရှိတယ်အခွန်ဆောင်သူများအခွန်ဆောင်နိုင်လို့အခွန်ရှောင်သူများယာတပံအခွန်ရှောင်နိုင်တယ်အယက်သားများဥပဒေဘောင်အတွင်းနေထိုင်ခွင့်ရှိလို့ပတ်ဆက်ဆက်ရက်များလွတ်လပ်စွာရန်ကားခွင့်ရှိတယ်အချို့တော်သူများဥပဒေအောက်တွင်ရှိလို့အချို့တော်သူများဥပဒေအထက်တွင်နေထိုင်ခွင့်ရှိတယ်အချို့တော်သူများကြက်ရပြစ်မှုကိုလုပ်ဒဏ်ငွေ50တရားနဲ့ပြီးနိုင်လို့ထောင်ချခြင်းသူများကမစိုးတော့ပြစ်မှုလုပ်ထောင်ဒဏ်နှစ်ပေါင်း50တရားထိလည်းကြားခံနိုင်တယ်အချို့တော်သူများလိုင်စင်နဲ့ရင်များစီးကြရပြီးအချို့တော်သူများလိုင်စင်မဲ့ရင်ပြောင်ပြောင်တင်းတင်းစီးခွင့်ရတယ်အချို့တော်သူများဥပဒေကိုပြင်ဆင်လိုကြပြီးအချို့တော်သူများကမပြင်ဘဲလဲနေလိုကြတယ်နေစရာနေရာမရှိတော့သူများလမ်းပေါ်ဖြစ်လို့နေခွင့်ရှိပြီးရောင်းခြင်းသူကမြေချောင်းတောတော်မှာအစနှစ်သက်ရာကိုနှစ်သက်ရာဈေးနဲ့ရောင်းခြင်းလို့ရောင်းချပိုင်ခွင့်ရှိတယ်ပြောခြင်းသူကပြောခြင်းတာပြောခွင့်ရှိပြီးလှုပ်ခြင်းသူကလှုပ်ခြင်းလို့လှုပ်ပိုင်ခွင့်ရှိတယ်ခရီးသည်များခရီးသွားခွင့်ရှိပြီးမော်တော်ကားများလည်းမှောက်ခြင်းမှောက်ခွင့်ရှိတယ်တရားစွဲဆိုခံသူများကတရားစွဲဆိုခံရပြီးတရားစွဲသူများကစိတ်ကြိုက်ပုံမှန်တဲ့တရားစွဲခွင့်ရှိတယ်ဟုတ်တာလုပ်ပြီးစိတ်ညစ်ခွင့်ရှိလို့မဟုတ်တာလုပ်နေသူများလည်းပျော်ရွှင်ခွင့်ရှိတယ်အမှန်ကိုအမှားဟုအပြောခံခွင့်ရှိပြီးအမှားကိုအမှန်ဟုဇွန်ညင်းချင်သူလည်းညင်းပိုင်ခွင့်ရှိတယ်ထိုတိုင်းပြည်သည်စိတ်ညစ်သူများစိတ်ညစ်ခွင့်ရှိပြီးပျော်ရွှင်သူများအတိုင်းမသိပျော်ရွှင်နိုင်တော့တိုင်းပြည်ဖြစ်တယ်ထိုကြောင့်ထိုတိုင်းပြည်သည်လှုပ်ခြင်းရလှုပ်ခွင့်ရတော့တိုင်းပြည်ဖြစ်တယ်တင်ပျော်ရွှင်ကပျော်ရွှင်နိုင်ပြီးဝမ်းနဲ့လိုပါကလည်းဝမ်းနဲ့ခွင့်ရှိပါတယ်အကြည့်တော့